င်္ဂလာပါဒီနေ့ကတော့ဗောနော်ကျမတို့ဒီလိုမျိုး sunflower granny ထိုးနည်းလေးတင်ပေးပါမယ်ဒီ sunflower granny လေးရဗောနော်ဒီ size လေးရချင်တယ်ဆိုရင်တော့ကျမတို့ 4.5 mm အလေးရယ်ပြီးတော့ရင်ကျမတို့ဒီ mid cotton လေးရယ်လိုမယ်ဗောနော်ဒီ granny size လေးဟာဆိုရင်ကျမတို့5လက်မရှိတယ်ဗောနော်သူရဲ့ square လေးက5လက်မရှိပါတယ်အကေးကိုက5လက်မအထက်6လက်မလောက်ထိကိုရချင်တယ် size ကြီးရချင်တယ်ဆိုရင်တော့ကျမတို့5 mm crochet အလေးကိုပြောင်းသုံးပေးရပါမယ်เนาะအခုကျမသုံးမှာတော့ 4.5 mm အပ်ပါရှင်ကဲအဲ့ဆိုရင်ဒါလေးတွေကိုဖယ်မယ်ဖယ်ပြီးတော့ကျမတို့အခန်းရောင်လေးဖြစ်တဲ့ပေါ့နော်အညိုရောင်လေးကနေစထိုးပါမယ်နော်ဒီမှာကြည့်အညိုရောင်လေးကိုကျမတို့ကွင်းရှင်လေးလုပ်ပြီးထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လက်မှာလိုလေးပတ်လိုက်ပါနော်လက်မှာပတ်ပြီးတော့ပြီဆိုရင်ကျမတို့ကလိုမျိုးလေးလိမ်လိုက်မယ်လိမ်ပြီးတော့ရင်အပေါက်ထဲကိုအကိုထဲချီကိုယူချင်းလေး3ခုလုပ်ပါမယ်1 2 3 3ခုလုပ်မယ်လုပ်ပြီးတော့ဆိုရင်ဒီကွင်းလေးကိုဖိထားမယ်တရေးရေးကျမတို့ဒီတင်တိုင်ရှည်လေး17ခါထိုးပါမယ်တစ်ခါတရေးရေးအပေါက်ထဲအကိုထဲချီကိုယူနှစ်ခုတစ်ခါခွဲကြည့်တရေးရေးအပေါက်ထဲအကိုထဲချီကိုယူနှစ်ခုတစ်ခါဒါဆိုရင်ကျမ3ခုရှိပြီပေါ့နော်ထိုးတာအဲ့ဒါလေးကို17ခါပြည့်အောင်ထိုးရပါမယ်ရှင်ကဲဒါဆိုရင်ထိုးပေးပါအောင်နော်ဒီကွင်းလေးတဲ့ကိုကွင်းလေးကိုကမလွတ်ဘူးနော်ဒီတိုင်းလေးပဲထားပြီးထိုးပါမယ်ဒီနေ့3 4 5 6ခွန်ရှိသွားပြီ8 9 10 17ပေါ့နော်17ပြည့်ပြီဆိုရင်ကျမတို့ဒီဟာလေးကိုကျိုးလေးကိုဆွဲယူလိုက်ပါကျိုးလေးကိုဆွဲပြီးသွားပြီဆိုရင်ဒီချိတ်ကလေးကဒီပထမဆုံးထိုးခဲ့တဲ့ဒီတင်တိုင်ရှည်ရဲ့အောက်လေးတွေကိုဖြတ်ပြီးတော့ကျမတို့ဒီမှာဒီလိုမျိုးနှစ်ခုချိသွားရင်ဒီအနာလေးကအရှိရလေးကနောက်ကိုထည့်တယ်ကွင်းရှင်လေးနဲ့ထိုးလိုက်ပေါ့အပေါက်ရှက်ကော်လေးခေါ်တာပေါ့နော်ရှက်ကော်လေးနဲ့ထိုးလိုက်ပါပြီးဒီမှာထည့်ရည်မယ်1 2 3 4 5 6 9 10 11ခုရှိနေမှန်ပါတယ်ရှင်ပြီးတော့ကျမတို့ကျိုးလေးကိုဖြတ်လိုက်မယ်နော်ကဲပါနော်ကျမတို့ဒါလေးထိုးပြီးတော့ပြီဆိုရင်ဒီကျိုးလေးကိုဆွဲကျိုးဖြတ်ပြီးတော့ဒီကွင်းလေးတော့အပြန်ထည့်ပြီးတော့စောစောတော့ကျမတို့ထိုးခဲ့တဲ့ကျိုးလေးကိုဆွဲလိုက်ပါနော်ဒါဆိုကျက်သွားပြီမှားဆွဲမိမယ်နော်ဒါလေးကိုကြတော့ဒီအောက်ကကျိုးလေးကိုလည်းဆွဲထားရမယ်အဲ့ဒါမှပဲသူကဒီဟာလေးကပိတ်လေးဖြစ်သွားမှာပေါ့နော်ပြီးတော့ရင်ကျမတို့ကဒီနေကြလေးထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့အဝါလေးကိုယူပါမယ်အကဲကိုကနေကြမဟုတ်ဘဲနဲ့ပေါ့နော်တခြားပန်းရောင်လေးတွေပြောင်းသုံးမယ်ဆိုရင်လည်းဒီအဝါနေရာလေးမှာပေါ့နော်တခြားပန်းရောင်လေးတွေအစားထိုးပြီးတော့ထိုးလို့ရပါတယ်ပြီးတော့ရင်ကျမတို့ကဒီမှာပေါ့နော်ကြိုက်တဲ့အပေါက်ထဲကိုထည့်လို့ရတယ်ဒီကျိုးလေးကိုလာဆွဲလိုက်မယ်နော်ကြိုက်တဲ့အပေါက်ထဲကိုကျိုးလာဆွဲမယ်တစ်ချိန်တည်းမှာပဲစောစောတော့လုပ်ခဲ့တဲ့ကျိုးလေးကိုကျမတို့ဒီပေါ့နော်ဒီနာလေးမှာလာကတ်ထားမယ်ပြီးတော့ရင်ကျမတို့ရဲ့ဒီအပေါ်တင်လိုက်ရတယ်ပေါ့နော်ဒီမှာချင်းလေး4ခုလုပ်ပါမယ်1 2 3 4ခုလုပ်မယ်နော်ဒီအနောက်ကကျိုးလေးကတင်အရေးမကြီးဘူးနော်အဓိကချင်းလေး4ခုကအရေးကြီးတယ်ပြီးတော့ကျမတို့နှစ်ရစ်မယ်ဒီအပေါက်ထဲကိုပဲပြန်ထည့်ပါမယ်နှစ်ရစ်တင်တိုင်ရှည်လေးကိုထိုးပါမယ်တစ်ခါနှစ်ခါခွဲကြည့်ဒီမှာဒီလိုမျိုးလေးခြံထားမယ်နော်နှစ်ရစ်ဒီအပေါက်လေးတွေကိုပဲအကိုထဲချီကိုယူတစ်ခါနှစ်ခါကြည့်မယ်ကြည့်ပြီးတော့ဒီမှာအပေါ်မှာတွေ့လားအကျိုးလေး3ခုဖြစ်သွားရင်တစ်ခါဆွဲကြည့်လိုက်မယ်ပြီးတော့ကျမတို့ချင်းလေး2ခုထိုးမယ်ထိုးပြီးတော့နှစ်ရစ်ပြန်ရစ်နောက်တစ်ပေါက်မှာထည့်တဲ့အချိန်မှာကျမတို့ဒီပေါ့နော်အပေါ်မှာကျိုးတွေအကုန်လုံးလာတင်ထားမယ်တင်ထားပြီးသွားပြီဆိုတော့မှပဲကျမတို့ကတစ်ခါနှစ်ခါခွဲကြည့်နှစ်ရစ်အပေါက်ထဲအကိုထဲချီကိုယူတစ်ခါနှစ်ခါခွဲကြည့်နော်ဒီမှာနော်ခြံထားတယ်နော်အပေါ်မှာ3ကျိုးရှိသွားပြီနှစ်ရစ်အပေါက်ထဲအကိုထဲချီကိုယူတစ်ခါနှစ်ခါခွဲကြည့်ဒီမှာတွေ့လား3ခုဖြစ်သွားပြီဆိုရင်ဒီမှာနော်အပေါ်မှာ4ခုဖြစ်သွားရင်ဆိုရင်အကုန်လုံးတစ်ခါစုကြည့်လိုက်ပါဒါဆိုကျမတို့ရဲ့နေကြပွင့်ဖက်လေးတွေပေါ်လာပြီပေါ့နော်ပြီးတော့ကျွန်တော်ချင်းလေး2ခုပြန်လုပ်နှစ်ရစ်ပြန်ရစ်ဒီအပေါက်ထဲမှာပြန်ထိုးတစ်ခါနှစ်ခါခွဲကြည့်နှစ်ရစ်အပေါက်ထဲအကိုထဲချီကိုယူတစ်ခါနှစ်ခါခွဲကြည့်နော်နှစ်ရစ်အပေါက်ထဲအကိုထဲချီကိုယူတစ်ခါနှစ်ခါခွဲကြည့်ဒီမှာ3ခု4ခုဖြစ်သွားရင်ဆိုရင်တစ်ခါစုကြည့်လိုက်အောင်နော်ပင်ချင်းလေး2ခုလုံးနှစ်ရစ်အပေါက်ထဲအကိုထဲချီကိုယူတစ်ခါနှစ်ခါခွဲကြည့်နော်နှစ်ရစ်အပေါက်ထဲအကိုထဲချီကိုယူတစ်ခါနှစ်ခါခွဲကြည့်နှစ်ရစ်အပေါက်ထဲအကိုထဲချီကိုယူတစ်ခါနှစ်ခါခွဲကြည့်အပေါ်မှာ4ခုရှိသွားရင်တစ်ခါတည်းဆွဲကြည့်နော်โอเคအဲ့ဒါလေးကိုကျွန်မပတ်လဲထိုးပေးရပါမယ်ဒီပွင့်ဖက်လေးရဆိုရင်ကျမတို့က12ခုရှိနေရပါမယ်နော်အောက်မှာပွင့်ဖက်လေးတွေပတ်လဲ12ခုရှိမှာပဲမှန်ပါတယ်
နှစ်ခုလိုမျိုးပဲချိန်လေးနှစ်ခုလို့အဲ့ဆိုရင်ဒါလေးကိုကျမကိုအခုအဆုံးထိပေါ့နော်ကွင်းဖက်လေး12ခုရအောင်ထိုးပေးရပါမယ်ရှင်ဂျားထဲမှာချိန်နှစ်ခုလေးကိုမဖြစ်မနေချပေးပါချိန်နှစ်ခုချနော်ကဲရည်ကြည့်အောင်1နဲ့3 4 5 6 9 10 11 12ခုပေါ့နော်12ခုတိရှိသွားပြီဒီမှာနောက်ဆုံးဒီပေါက်လေးတွေလည်းထည့်ပါမယ်နော်ဟောဒီမှာချိန်လေးနှစ်ခုချရအောင်ပါနော်ကဲအဲ့ဒါဆိုရင်ကျမတို့ဒီနားလေးထိလှုပ်လိုက်မယ်ပေါ့နော်ချိန်လေးနှစ်ခုပြီးတော့ရင်ကျမတို့ဒီမှာဆိုလဲထည့်ပါမယ်နှစ်ရက်တင်တိုင်းရှည်တစ်ခါနှစ်ခါသုံးခါဒါရင်အကုန်လုံးစုကြည့်ပြီးရင်ချိန်လေးနှစ်ခုလို့အဲ့ဒါလေးကဒီပေါ်မှာထိုးခဲ့တဲ့ဒီပထမဆုံးနှစ်ရက်တင်တိုင်းရှည်လေးအပေါ်လေးကိုအကိုထဲချီကိုယူဒီမှာရှက်ကော်လေးနဲ့လာဆက်လိုက်ပါနောက်တော့ဆိုရင်ကျမတို့ရဲ့နေကြတန်းလေးပြီးသွားပြီပေါ့နော်ပြီးတော့ရင်ကျိုးလေးကိုဖြတ်မယ်ကျိုးလေးကိုဖြတ်ပြီးတော့ရင်ဆိုရင်ကျမတို့ဒီကျိုးလေးကိုဒီအကွင်းလေးတွေကိုဆွဲသွင်းလိုက်ပါနော်ပြီးချစ်လိုက်ပါကျမတို့ဒီနောက်မှာပေါ့နော်ဆွဲကျိုးတွေကိုတင်ထိုးသွားတဲ့ကြောင့်မလို့တကူတကလိုက်ပြီးတော့ပေါ့နော်ကျမတို့ကျိုးသိမ်းစရာမလိုတော့တွေ့လားအဲအကြောင်းမလို့ကျိုးလေးတွေကိုတင်ထိုးရဲဆိုတာကိုပြောတာပေါ့နော်ဒါမလှချမ်းတရားလေးကအလှချမ်းလေးပေါ့နော်ကဲအဲ့ဆိုရင်တီထိုးခဲ့ပေးပါရှင်ကဲခုကျမတို့အဖြူဂျိုးလေးဆက်တော့မယ်ပေါ့နော်အဖြူဂျိုးလေးကိုကျမတို့အစင်ပြေတဲ့နေရာကနေထိုးလိုက်လို့ရတယ်ဒီချင်းလေးနှစ်ခုလောက်ထားတဲ့ကြိုက်တဲ့အပေါက်ထဲပေါ့နော်ကျမတို့ဒီနားလေးနဲ့အနီးဆက်ဆုံးမှာလာထိုးလိုက်မယ်အဲ့မှာဆိုရင်ကျမတို့ကအရင်ဦးဆုံးချင်းလေး3ခုလောက်ပါမယ်ဘာလို့3ခုလောက်လဲဆိုရင်ကျမတို့ကတီးတင်တိုင်ရှည်လေးထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်3ခုလောက်လိုက်မယ်လုပ်ပြီးတော့ရင်ဒီမှာတီးတင်တိုင်ရှည်လေး2ခါထိုးပါမယ်နော်တစ်ခါ2ခါနော်ဒါနေဂျာဘန်ဂရန်နီဆိုဒီတိုင်းပဲထိုးပါဒီတိုင်းကအလှဆုံးပဲเนาะပြီးတော့ရင်ဆိုရင်ကျမတို့တရေးရစ်မယ်ရေးပြီးတော့ရင်ဒီကျိုးလေးကိုတစ်ခါတည်းတည်သွားမယ်ဒီနှစ်ခုလုံးပေါ့เนาะပြီးတော့ရင်ကျမတို့ဒီနားလေးကိုတွားလိုက်မယ်တွားပြီးတော့ရင်ဒီမှာတီးတင်တိုင်ရှည်လေးတစ်ခုထိုးမယ်ထိုးပြီးတော့ရင်ဆိုရင်ကျမတို့ကဒီမှာနှစ်ရေးရစ်မယ်အပေါက်ထဲလေးကိုအကိုထဲမယ်ချီကိုယူမယ်နှစ်ရေးတင်တိုင်ရှည်လေးတစ်ခါထိုးပါမယ်ပြီးတော့နောက်တစ်ခါနှစ်ရေးတင်တိုင်ပဲထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ရေးရစ်မယ်အပေါက်ထဲအကိုထဲချီကိုယူနှစ်ရေးတင်တိုင်ရှည်လေးတစ်ခါထိုးမယ်เนาะထိုးပြီးသွားပြီဆိုရင်ကျမတို့ကချင်းကလေး3ခုလောက်ပါမယ်ဒါလေးကိုတောင်းဖော်တယ်လို့ခေါ်တယ်เนาะပြီးတော့နှစ်ရေးပြန်ရစ်မယ်ရစ်ပြီးတော့ရင်ကျမတို့ဒီအပေါက်ထဲပဲเนาะဒီတောင်းလုံးမဲ့အပေါက်ထဲမှာပဲကျမတို့ပြန်ထည့်မယ်နှစ်ရေးတင်တိုင်ရှည်တစ်ခါနောက်ထပ်နှစ်ရေးတင်တိုင်ရှည်တစ်ခါထပ်ထိုးမယ်နှစ်ရေးရအပေါက်ထဲအကိုထည့်မယ်နှစ်ရေးတင်တိုင်ရှည်လေးတစ်ခါထပ်ထိုးတယ်နော်ပြီးတော့ရင်ဆိုရင်ကျမတို့တရေးတင်တိုင်ရှည်ပြန်ထိုးမယ်ဒီပေါက်လေးတွေကိုနော်ဒီလိုမျိုးလေးရမယ်ရပြီးတော့ရင်ဆိုရင်ကျမတို့တရေးရစ်မယ်ဒီနောက်အပေါက်မှာကျတော့ကျမတို့ကတရေးတင်တိုင်ရှည်လေး3ကထိုးပါမယ်ဒီနဲ့3ခါပေါ့နော်ပြီးတော့ရင်ကျမတို့ကတရေးတင်တိုင်ရှည်လေး3ကပြန်ထိုးပါမယ်တရေးရဒီမှာတရေးတင်တိုင်ရှည်လေး3ကပြန်ထိုးမယ်နဲ့မတီးတင်တိုင်ရှည်လေး3ကပြန်ထိုးပါမယ်နော်
တိတိတန်ရှည်လေး3ကထိုးပြီးသွားပြီပေါ့နော်ပြီးတော့ဆိုကျမတို့2ရေးဒီမှာတောင်းလေးပြန်ဖော်ပါမယ်တရေးရစ်ပဲတရေးရစ်မယ်နော်တိတိတန်ရှည်အရင်လာတဲ့ကြောင့်မလို့ဒီမှာတောင်းလေးပြန်ဖော်မယ်တိတိတန်ရှည်တစ်ခါ2ရေးတင်တန်ရှည်လေးရတစ်ခါနော်ပြီးတော့2ရေးတင်တန်ရှည်လေးရတစ်ခါပြီးတော့ကျမတို့ချင်းလေး3ကလုံမယ်တောင်းပါဗောနော်ပြီးတော့2ရေးရစ်မယ်ဒီအပေါက်လေးတွေကိုပဲပြန်ထည့်2ရေးတင်တန်ရှည်တစ်ခါနောက်ထပ်2ရေးတင်တန်ရှည်လေးရတစ်ခါပြီးတော့ဒီရေးတင်တန်ရှည်လေးတစ်ခါပေါ့နော်ဒီလိုမျိုးပုံစံလေးနဲ့လုပ်မယ်ပြီးတော့သူကဒီလိုမျိုး down လေးပေါ့နော်ဒါဆို down ဖြစ်သွားပြီလေနော် down တစ်ခုနဲ့တစ်ခုကြာမှာတီးတင်တန်ရှည်လေးက2ခုထိုးတဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီဘက်ကိုလည်းဝင်တီးတင်တန်ရှည်လေးက2ခုပေါ့နော်3စုလေးစုထားတဲ့ဟာလေးက2ခုစီထိုးတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီမှာတီးတင်တန်ရှည်3ခုပါတာလေးကို2ခါထိုးပါမယ်နော်လို့လေးထိုးမယ်ပြီးတော့ဆိုရင်ကျမတို့ကတောင်းပြန်ဖော်မယ်ပြီးတော့ရင်တေးတင်တိုင်ရှိ3ခုပါတာလေးကို2ခါပြန်ထိုးပြီးတော့ရင်တောင်းပြန်ဖော်ပြီးတော့ရင်ဒီမှာတေးတင်တိုင်ရှိ3ခုလေးနဲ့ဆုံးပါမယ်နော်ကြဆိုရင်ပတ်လဲထိုးပေးပါအောင်ခုပေါ့နော်ကျမတို့ဒီနာလေးရောက်သွားပြီဆိုရင်ကျမတို့ကဒီမှာလဲတေးတင်တိုင်ရှိလေး3ခုထိုးပါမယ်အဲ့ဒီအတွက်ကြောင့်မလို့1 2 3ပေါ့နော်3ခုလေးထိုးလိုက်မယ်ထိုးပြီးသွားပြီဆိုရင်ကျမတို့ကဒီဟာလေးကဒီအပေါက်ပေါ့နော်တေးတင်တန်ရှည်လေး3ခုထိုးထားတာရဲ့ဒီအပေါ်ပြန်သွားပြီဆိုတော့မှကျမတို့ဒီမှာရှက်ကော်လေးနဲ့လာဆက်လိုက်ပါဒါဆိုရင်ကျမတို့ရဲ့ဒီအဖြူတန်းလေးရပါတော့ပထမတန်းပြီးသွားပြီပြီးတော့ဒုတိယတန်းတက်မယ်ဒုတိယတန်းတက်ဖို့အတွက်ချိန်လေး3ခုပြန်ထိုးမယ်ထိုးပြီးသွားပြီဆိုတော့သူကတော့လွယ်တယ်ကျမတို့တေးတင်တန်ရှည်လေးတွေတစ်ခုတစ်ပေါက်ပဲထိုးမယ်နော်အဲ့တော့ဒီမှာလဲတေးတင်တန်ရှည်တစ်ခါဒီမှာတစ်ခါပြီးတော့ရင်ဒီမှာလဲတစ်ခါပေါ့နော်သူအကုန်လုံးတစ်ခုတစ်ပေါက်ပဲထိုးရမယ်ထူးခြားတာလေးကတော့ကျမတို့ဒေါင်းမှာထိုးရတာလေးပဲနည်းနည်းထူးခြားမယ်ပေါ့နော်ကျန်တဲ့နေရာလေးတွေကတော့အခုလိုမျိုးတစ်ခုတစ်ပေါက်လေးထိုးမယ်ဒေါင်းရောက်ပြီဆိုရင်ကျမတို့ကဒီမှာတေးတင်တန်ရှည်လေး2ခါရင်ထိုးမယ်နော်ထိုးပြီးတော့ပြီဆိုရင်ကျမတို့ချင်းလေး3ခုလုံးမယ်လုပ်ပြီးတော့ရင်ဒီမှာဒီအပေါက်ထဲမှာပဲတေးတင်တန်ရှည်လေးနောက်ထပ်2ခါပြန်ထိုးပေါ့နော်ဒေါင်းတိုင်းကိုဒီပုံစံလေးလုပ်ပင်ရပြီကျန်တဲ့နေရာတွေကိုတော့ကျမတို့တေးတင်တန်ရှည်ကျန်တဲ့နေရာလေးတွေကိုတော့တစ်ခုတစ်ပေါက်စီပဲပေါ့နော်ဒေါင်းလေးပဲနည်းနည်းပို့ပါမယ်ထူးခြားတာတော့ပေါ့နော်ကျမတို့ဒီနာလေးမှာလည်းအပေါ်မှာလည်းထိုးမယ်ဒီဟာဆိုလည်းဒီတေးတင်တန်ရှည်အပေါ်မှာတေးတင်တန်ရှည်ရှိရမယ်ဒီတေးတင်တန်ရှည်အရှိကြီးအပေါ်မှာလည်းတေးတင်တန်ရှည်ရှိရမယ်ပေါ့နော်ဒါလေးကတော့ကြော်ပြီးထိုးမိလို့မရဘူးနော်တေချာလေးထိုးပေးရပါမယ်ဒီမျိုးလေးပေါ့နော်ပတ်လဲဒါဆိုလည်းကျမတို့ပတ်လဲထိုးပေးရပါမယ်ကျဆိုရင်ကျမကိုပတ်လဲထိုးပေးနော်တောင်းရောက်ပြီဆိုရင်ကျမတို့ကတေးတင်တိုင်ရှည်လေး2ခါချင်းကလေး3ခါတေးတင်တိုင်ရှည်လေး2ခါပုံဖော်မယ်ပေါ့နော်ပုံဖော်ပြီးရင်ပတ်လဲပြန်ပတ်ပါမယ်ကျဆိုရင်ကျမကိုထိုးပေးပါအောင်ရှင်ကျမတို့ထိုးတာပတ်လဲထိပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်ကျမတို့ဒီနားလေးကိုသွားမယ်သွားပြီးသွားရင်ဒီမှာရှက်ကော်လေးနဲ့ဆက်မယ်ဆက်ပြီးသွားပြီဆိုရင်ကျမတို့ကကျိုးလေးကိုဖြတ်လိုက်မယ်ပေါ့နော်ဖြတ်ပြီးသွားရင်ဒီမှာဒါလေးကိုဒီလိုလေးဆွဲတင်ထားလိုက်ပါဒါဆိုရင်ကျမတို့ရဲ့ဒီ granny square ပေါ့နော် sunflower granny square လေးတွေပြီးပြီကဲကိုကဒီထက်မှနည်းနည်းပိုကြီးချင်သေးတယ်ဆိုရင်ကျမတို့ဘာလုပ်လို့ရသေးလဲဆိုတော့ဒီနောက်ဆုံးတတိယတန်းမှာပေါ့နော်အဝါလေးဘာလို့ဒီချီအဖြူလေးနဲ့ပဲတိုင်တိုလေးတွေနော်တိုင်တိုပတ်လဲပြန်ကုတ်လို့ရပါတယ်ဒါလေးတွေကတော့ကျမက9လက်မပတ်လဲလေးတွေရမယ်ပေါ့နော်ဒါလေးတွေကိုထိုးရောင်းလဲရတယ်သူကတစ်ချက်ကိုဘလောက်ဆိုပြီးယူကြတယ်ပေါ့နော်ဒါလေးတွေအများကြီးထိုးထားပြီးရောရောင်းလဲရတယ်လို့ဒါလေးတွေနဲ့ကာဒီကန်တွေလည်းထိုးလို့ရတယ်ကာဒီကန်ဆိုရင်လည်းဒါအခု50လောက်လို့မယ်နော်ပြီးတော့ရင်အိတ်လေးတွေလည်းထိုးလို့ရတယ်အိတ်ဆိုရင်လည်းအခု15ခုလောက်လို့မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပဝါပေါ့နော်ပဝါဆိုလဲကိုကြိုက်လားဘလို့ကြိုက်လဲပဝါရှည်လားပဝါအပြားလားပေါ့နော်အဲ့ဒါလေးတွေအများကြီးလိုက်ထိုးလို့ရပါတယ်အစုံထိုးလို့ရတယ်နော်crop top တွေထိုးလို့ရတယ်အိတ်တွေထိုးလို့ရတယ်အင်ဂျီတွေထိုးလို့ရတယ်မဖလာချုံထဲတပတ်အကုန်ထိုးလို့ရတယ်အုတ်ထုပ်ကလေးလည်းထိုးလို့ရတယ်ပေါ့နော်အကြောင်းလို့ဒါလေးတွေကိုလိုက်ထိုးကြည့်ပါဒါဆိုကျမတို့ပေါ့နော်ဘယ်အချိန်ဖြစ်လာတဲ့ sunflower ပေါ့နော် sunflower တော့လူတိုင်းကြိုက်တယ်အဲ့တို့ကြောင့်မလို့ sunflower လေးတွေကိုမြင်များထိုးကြပါပေါ့နော်ဒီမှာအမဲရောင်လေးတွေကိုလည်းလာတယ်နော်ကဲပါအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်ဒါကတော့ sunflower granny ထိုးနည်းလေးပါရှင်